မျိုးလေးတစ်မျိုး၏အပြင်ဘက်တောဆက်မှာလူမနေတော့တာနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့်အိမ်ကြီးတစ်လုံးရှိသည်ထိုအိမ်ကိုလူများကသူရဲ၆တဲ့အိမ်ကြီးဟုခေါ်ကြသည်အိမ်ကြီးသည်ခေါက်တစ်ပင်များနှင့်တောထူထပ်များကြား၌တည်ရှိပြီးညအချိန်ရောက်လာတိုင်းအလင်းမှောင်ကြားတွင်ထူးဆန်းသံများကြားရသည်ဟုဆိုကြသည်တနေ့တွင်လူငယ်လေး၅ယောက်ကိုအောင်မောင်မင်းစနီနီလာနှင့်ရဲရင်တို့သည်စွန့်စားခန်းတစ်ခုအဖြစ်ထိုအိမ်ကြီးသို့သွားကြရန်ဆုံးဖြတ်ခဲ့ကြသည်သူတို့အားလုံးသည်အကြမ်းဖျင်းယုံကြည်မှုနည်းကြသော်လည်းစိတ်လှုပ်ရှားမှုနှင့်စူးစမ်းလိုစိတ်တို့ကအလွန်ပြင်းထန်နေသည်ညနေခင်းနေဝင်ချိန်တွင်သူတို့ကားသည်အိမ်ကြီးရှေ့သို့ရောက်ရှိလာသည်အိမ်ကြီး၏ပြတင်းပေါက်များမှာဖုံမှုများဖြင့်ပြည့်နှက်နေပြီးတံခါးပေါက်ကအနှဲငယ်ဖွင့်ထားသည်လေတိုက်တန်နှင့်အတူတံခါးသည်ကြိတ်အကျိတ်ဟူ၍အတန်ထွက်နေသည်ဒီအိမ်ကတကယ်ကိုမလုံခြုံသလိုပဲဟုဆန်ဒီကပြောလိုက်သည်